တကူတော်ခီးသွားခြင်းနဲ့ပကံတယောက်တည်းခြေဦးတဲ့ဟာစိတ်ရှိရဲ့အတိုင်းသွားရတဲ့ခီးဆိုတော့ဘူးဖျားဘက်သွားပါမယ်လွတ်လပ်ခြင်းစိတ်အေးချမ်းခြင်းမိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဆိုတဲ့ခံစားချက်တွေနဲ့ကမ္ဘာအမွေနဲ့ပကံဒေတာနှစ်ထောင်ပေါင်းများစွာကရှေးအောင်အမွေနှစ်တွေရွေးရရင်ကျေးမှုတွေအလှတရားတွေနဲ့အတူဘုရားစီပထိုးတွေထင်ရှားတဲ့အကြောင်းတွေလူသိနေတဲ့နေရာတွေဒေသအစားအစာတွေဒေသခံတွေနဲ့အမတ်တရအကြောင်းအရာတွေနဲ့အတူဆိုင်ရောင်းမို့လားအမနွားစာကျွေးအော်နွားစာကျွေးရအဲ့ဒါဆိုရင်ဒီကနေပြီးပြင်ဟိုကုန်းဘုံပြီးသွားရင်ရွာတကူတော်သွားရောက်လေ့လာလက်ပတ်ခဲ့တဲ့ပကံခီးစဉ်ကို Channel 24ရုပ်သံလိုင်းရဲ့ဆိုလိုဘတ်ဂျက်သားရုပ်သံအစီအစဉ်မှာပတ်စဉ်စနေနေ့တိုင်းထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်ခင်ဗျာ